1959ခုနှစ်ဖေဖော်ဝါရီလမှာတွေ့ကြုံရင်ဆိုဗီယက်တောင်တက်သမားကိုကယူရတောင်တန်းတွေရဲ့ရေခဲပြင်တောင်ဆောင်တွေပေါ်ကိုကြီးထွက်ခဲ့ကြတယ်။ဒါပေမဲ့သူတို့တွေကဘယ်သူမှအဆင်ကြီးပြန်မလာနိုင်ခဲ့ကြပါဘူး။ရှာဖွေသူတွေကသူတို့ရဲ့တဲကိုအတွင်းဘက်ကနေဆုတ်ဖြဲထားတာကိုတွေ့ခဲ့ကြတယ်။ခင်းလန့်ပေါ်ရတဲ့စုံတစ်ခုကြောင့်အပြင်ဘက်ကနှင်းမုန်တိုင်းကြားတဲ့ကိုခရက်တောင်မပါပဲထွက်ပြေးခဲ့ကြပုံပါပဲ။ခြေရာတွေကနှင်းနှောထဲမှာရုတ်တရက်ပျောက်သွားတာကြောင့်ရှာဖွေသူတွေခက်ခဲတွေ့ခဲ့ကြတယ်။သူတို့ရဲ့လောင်းတွေကိုတုံးနဲ့တူမိုင်မောင်းများစွာဝေးတဲ့နေရာတွေမှာရှာတွေ့ခဲ့ကြတယ်။ချို့ကဥကောင်းကိုပွတ်ထွက်နေတဲ့ဒဏ်ရာတွေနဲ့တုံးမှဆိုရှာတောင်ပျောက်ဆုံးနေတယ်။ဒီလောင်သားလိုအသားရောင်တွေကအေးမြတဲ့လောက်အောင်မှထူးဆန်းနေပါတယ်။ UFO တွေနဲ့တွေ့ဆုံခဲ့တာအစိုးရရဲ့လှုပ်ဝက်လက်မြတ်တင်စမ်းသက်တာစတဲ့ theory များစွာထွက်လာပေမဲ့ဘယ်သူမှသက်သေမပြနိုင်ကြပါဘူး။ဒီပေါင်း60ကြာတဲ့အချိန်ထိဒီအမှုကမဖြေရှင်းနိုင်တဲ့မတော်တဆမှုဖြစ်ရှိနေသေးပါ။စုပ်ပြင်းနေတဲ့တဲတစ်ခုနဲ့အတူကျန်ရှိနေတဲ့မိကုံးတစ်ခုကအဲ့ဒီညကဘာတွေဖြစ်ခဲ့တာလဲဆိုတာပါပဲ။